မင်္ဂလာပါရှင်မင်္ဂလာပါမေမျိုးရွှေဘိုးယူဆောင်ကဖြစ်ပါတယ်ရှင်မင်းဒီနေ့ခေါင်းလျှော့ထားလို့မီးရလည်းပြက်နေတော့ဒိုင်ယာနဲ့မမှုတ်ရအောင်မင်းဒီနေ့လာပြောပြပေးတဲ့အကြောင်းအရာလေးကတော့မင်းကိုဂရုထဲမှာဂရုမရှိဘူးလားဂရုမရှိဘူးလားဆိုလာမင်းနေကြလို့ပါမင်းကတော့အရင်ကဂရုလေးလှုပ်ပေးထားတယ်ပေါ့နော်ဂရုလှုပ်ပေးထားတယ်ကိုဂရုထဲမှာရှိတဲ့လက်ကပြန်ရောင်းကျင်တဲ့သူတွေအတွက်ဆိုရှင်မင်းလုံးဝတီးတန့်တက်တောင်းတက်တာဈေးလေးသူတို့အတွက်ပြန်ရောင်းလို့အဆင်ပြေမဲ့ဈေးလေးကိုမင်းတိချာလေးလှုပ်ပေးထားပါတယ်နည်းနည်းလေးပဲပေါ့နော်ဈေးကလေးလောက်ပဲယူတင်ထားပြီးတော့မှကျန်တာကိုလုံးဝပွဲရုံကနေတိုင်းယူရတဲ့ဈေးနှုန်းအတိုင်းလေးပဲမင်းလှုပ်ပေးထားပါတယ်အဲဆိုတော့ပြန်ရောင်းတဲ့သူတွေအတွက်အဆင်ပြေပေါ့နော်အဲ့ပြီးမင်းရှိမှာအမြဲတမ်းတီးတန့်ပင်တိုင်ရတာကတော့ယိုတွေဖြစ်ပါတယ်မေမျိုးတတိယိုစုံတွေဖြစ်ပါတယ်နောက်တစ်ခုမေမျိုးမှာလှုပ်တဲ့အချင်းပေါင်းတွေရပါတယ်အချင်းပေါင်းတွေရတယ်ဆိုပေမဲ့ဥမာစပြစ်ပေါ်ချိန်ဆိုရင်စပြစ်ချင်းတွေပါတယ်ရတယ်ဂွေးသီးပေါ်ချိန်ဆိုရင်ဂွေးသီးဂွေးသီးပေါင်းတွေပါတယ်ရတယ်တဲ့သီးပေါ်ချိန်ဆိုတဲ့သီးပေါင်းတွေရတယ်အဲ့ဒီအချင်းပေါင်းတွေကကျတော့စိန်ထားလို့ရှိရင်ယူလောက်နှစ်ပအောင်မခံဘူးပေါ့နော်အဲဆိုမင်းတို့ကယာဒီပေါ်တဲ့အချိန်မှာပေါ်နေတဲ့ကာလရဲ့ပေါ်ပြီးနောက်ထပ်3-4လအတွင်းရတယ်နောက်အစ်စ်ပြန်ပေါ်ကနားနီးဆိုရင်ပစ္စည်းပြတ်တတ်တယ်အချင်းပေါင်းတွေကတော့ယူလို့အမြဲမရပါဘူးသူ့ယာဒီလိုက်ပေါ့မက်ခောက်ဒီပေါ်တဲ့ချိန်ဆိုရင်မက်ခောက်ဒီရတယ်ချင်းစော်ကားပေါ်ချိန်ချင်းစော်ကားရတယ်ပင်စိမ့်ဒီပေါ်ချိန်ဆိုပင်စိမ့်ဒီရတယ်အဲ့လိုအချင်းပေါင်းတွေမမှန်သည့်အနီအဝါကတော့တင်းလိုက်လဲရတယ်ပိတ်တဲ့ချိန်နဲ့လဲရတယ်မမှန်သည့်အနီဝါကတော့ဒီနှစ်တော့အစ်စ်ထွက်ခံကြီးကိုပြတ်တယ်အခါတိုင်းနှစ်တွေတော့မပြတ်ဘူးမပြတ်တာများပါတယ်ကျန်တဲ့အသီးတွေကတော့သူ့ယာဒီချိန်လိုက်ပဲပေါ်ပြီးတော့မှနောက်အစ်စ်ပေါ်ကန်နီးပြီဆိုရင်ပစ္စည်းပြတ်တတ်ပါတယ်အချင်းပေါင်းတွေကတော့ဒါကတော့မင်းရှာရနိုင်တဲ့ယူလေးတွေပါမင်းရှာရနိုင်တဲ့ယူလေးတွေအချင်းပေါင်းလေးတွေကိုသိကျင်တယ်ဆိုလို့ရှိရင်လည်းမင်းဒီဖုန်းနံပါတ်ပေါ့နော် MBG 26580056မှာ Viber ရှိပါတယ် Viber ကနေတစ်ဆင့်မေးနိုင်ပါတယ်တက်တော့ကနေလည်းမေးနိုင်ပါတယ် Messenger ကနေလည်းမေးနိုင်ပါတယ်ရှင် Facebook account လည်းရှိပါတယ်မင်းရဲ့နာမည်အရင်လေးနဲ့ Facebook account လုပ်ထားတာပါဒါလေးတွေကတော့ဒါမင်းဆိုင်မှာတင်ရောက်နေလက်လီရောင်းတဲ့ထုတ်လေးပေါ့နော်လက်ကပြန်ရောင်းတင်တဲ့သူတွေဆိုလို့ရှိရင်လည်းဒစိမ့်လွတ်တာမျိုးလေးတွေထုတ်ပေးပါတယ်ဒါကတော့လက်ကပြန်ပေးတဲ့ပိတ်တာထုတ်လေးတွေပါဒါမျိုးပိတ်တာထုတ်လေးတွေလည်းပဲမင်းကဒါလက်ကပြန်ရောင်းတင်တဲ့သူတွေအတွက်ကိုအသင့်တော်ဆုံးအ ਨੇ ဆုံးဈေးနှုန်းလေးနဲ့လုပ်ပေးထားပါတယ်ရှင်ကျေးဇူးတင်ပါတယ်